Julia ပါ Julia ဒီတော့လေးကိုခုံရမရှင့်ဒါ spicy ခေါက်စစ်တာဝါနော်ဆန်ရန်လို့ခေါ်တယ်တာဝါလေးနာမည်ပြပြမယ်တာဝါလေးကတော့ဆန်မြန်တာဝါလေးပေါ့နော်ခုံရင်တော့ခုံလို့နော်စလုံးမောင်းလေးတော့မသိပါဘူးရှင့်ဆန်မြန်လေးတော့သိပါနော်သိရလေသိမှာပေါ့နော်ဒီညတော့ခက်ခက်ဒီညတော့ခက်ခက်ဂျူလီယာဒီစပင်းနေဒီငချက်ကလေးလိပ်ပြတောင်မှလေးတွေရကြတော့ဂိမ်းဆိုပြီးရတာပေါ့နော်သူက free ရရှင် update တင်နေ free ရပါဘောနော်robot နဲ့ဝယ်စရာမလိုဘူးပေါ့နော်ဂျူလီယာမှာ robot တော့ရှိတယ်ဒါပေမဲ့ robot လေးတွေအရင်နှမျိုးရှင်ဂျူလီယာတို့ robot တော့ရှိဆို158 robot ရှိပါရှင်ဝယ်တော့300ပေါ့နော်ကြာ158ရှိပါပေါ့နော်ဘောနော်ဂျူလီယာတခုလုပ်လိုက်လို့လေဟိုကလုပ်လိုက်လို့ပေါ့နော် slap tower မှာအများကြီးဖြုံးလိုက်မိတာပေါ့နော်200ကျော်လောက်ဖြုံးလိုက်မိ slap tower ပေါ့နော်အဲ့မှာ200ကျော်လောက်ဖြုံးလိုက်မိပါတယ်တော်လေးရဲ့နောင်လိုက်ရပါပေါ့နော်အဲ့တော့အဲ့နဲ့နောက်ရကျရင်ဘောနော်ထောက်ဝယ်ဖို့အတွက်စဉ်းစားနေပါတယ်တွေ့ရရော့ဒီစားလေဒီပေါ့နော်ဒီလေးရလဲအကောင့်ပြောင်းသွားပြီပေါ့နော်ဟိုဗီဒီယိုမှာအကောင့်ပေးထားပါပေါ့နော်ရွှေ1နှစ်တောင်HG ပေါ့နော်ဟိုဗီဒီယိုမှာအကောင့်ပေးထားပါရှင့်မကြည့်ရသေးဆိုတော့ပြန်ကြည့်လိုက်ပေါ့နော်ကဲအခုဆိုရင်တော့ရောက်တော့မယ်ပေါ့နော်ရောက်တော့မယ်လို့ထင်တယ်ဟုတ်တယ်ရောက်တော့မယ်ဒီဘူးဂျူလီယာမှာစာမြန်တောင်ထဲမှာဒီအရောင်အကြိုက်ဆုံးပေါ့နော်အပြင်မှာ spicy ခေါက်ဆက်စားမယ်ဆိုရင်လည်းဒီရောင်ပဲကြိုက်တာပေါ့နော် tower ခုံမယ်ဆိုလည်းဒီရောင်လေးပဲကြိုက်တာပေါ့နော်ဒီရောင်လေးပဲကြိုက်တာရှင့်ဂျူလီယာပေါ့နော်ပြောစရာလေးခုရှိရပါနော်နောက်ရက်ဒီချိန်လုံးဝဗီဒီယိုတင်လို့ရမှာမဟုတ်ပါဘူးရှင့်တူကြဂျူလီယာပြန်တက်လာပြီပေါ့နော်တော်လေးရုံးကြရပါတယ်ခဏဘာမှမပေါ့ဒီရတော့လို့နော်ကဲအမင်းတို့ရောက်တော့မယ်လို့တော့ထင်ပါလေဟိုအခုနပြောကြပါအောက်ဆုံးတင်ပြောကြပါဟာရင်နာစရာကြီးဒါဒီဘက်ခုံနေကြဆိုတော့တည်ရကောကိုကမလီကဲရောက်သွားပါပြီရှင်နောက်ဆုံးတော့ရောက်သွားပြီပေါ့နော်ဝီဒီမှာအောက်ရောက်သွားပြီပေါ့နော်စပင်ကဘလို့တောင်းလဲလက်ခုံးရအောင်ကဲဂျူနီအင်းကြီးလေးတော့မယ်နော်အင်းကြီးလေးကောဒီဘက်ကတိတ်လိုင်းမကောဟိုဘက်တော့ဝီဟုတ်ပါဘူးဟာထင်းကြီးဘူးလားနားလေးပြနားပါလေနော်မလာရင်လည်းဒါလေးပြင်ပြောင်းလိုက်ဒါမှပူဆိုးဒါလေးကပုံနဲ့တုံးခက်လန်လန်ကွာလို့လို့ချင်တာဖရီးရလည်းခက်လန်လန်အင်းကြီးမရှိဘူးလားဒါလေးလည်းမစိုးဘူးလားဒီမှာဂျူးရင်းဆိုရင်ခင်းရဖြစ်အဲ့တော့ဒါလေးဝင်ဒါအတိတဲ့အင်းကြီးဒါလေးမစိုးဒါလေးလိုက်ဒါရင်ကျတော့ဂျူလီယာဖန်ကြီးအတွက်လုံးရှာနေဒါလေးရောစိုးပါတော့လေးဒါကြီးကြပြန်တော့စိုးဒီဘူးကပြန်ဆက်မယ်အဲ့ဒီအင်းကြီးလေးလိုက်ဒီအင်းကြီးလေးတော့ပေါ့တော်တော်ရွေးလေအချိန်တော့တော်ကြာသွားပါဘောနော်ကဲလမ်းလှလိုက်လာဆိုကြည့်ပေးကြပါချလာအားလုံးဘိုင်ဘိုင်